အခွင့်အရေးမှန်သမျှကိုယ်ပဲရခြင်းနဲ့သူများကိုမပေးနိုင်မပေးချင်တာဟာမစ္စရိယလို့ခေါ်တယ်နော်လောဘနဲ့တွဲတာမဟုတ်ဘူးသူကဒေါသနဲ့တွဲတာမစ္စရိယတရားကကိုယ်အတွက်လို့စဉ်းစားပြီးကိုယ်ပိုင်ဆိုင်လာပြီဆိုလို့ရှိရင်တစ်ဖက်သားကိုရန်လုတ်တတ်တဲ့သဘောရှိတယ်ကြောင်ကလေးတွေကြည့်သူတို့ပါဇက်ထဲကြွက်တကောင်ရပြီးဖမ်းမိသွားပြီဆိုလို့ရှိရင်ရန်လုတ်တော့တာပဲလေလူတွေကတော့ပြောတယ်မန်ဖီတယ်ဆိုတာမန်ဖီတာဘယ်သူ့ကိုမန်ဖီတာတော့ဆိုကိုရထားတဲ့ဟာကိုတခြားကလာလွတ်မှဆိုလို့မန်ဖီတာအဲ့တော့မစ္စရိယနောက်မှာဒေါသရှိတယ်နော်ဒါကြောင့်မို့မစ္စရိယတရားဒေါသကိုပိုင်ထားတဲ့အရာကိုသူများကို share မလုပ်နိုင်တာမစ္စရိယအိတ်တာဆိုတာကြတော့သူများကြီးပွားတာကိုမနာလို့မရှုစိဖြစ်တာအိတ်တာအဲ့ဒီသဘာဝတရားနှစ်ခုဟာအလွန်ဆိုးဝါးတယ်ဒါကြောင့်မို့လောကလူတွေဟာအိမ်မှာနေ